ဆောက်လုပ်ရေးလုပ်ငန်းတွေမှာကုန်ကျစရိတ်တွေကိုလူကိုယ်တိုင်ရိုက်ထည့်နေရတယ်ဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေအတွက်ဖြစ်ပါတယ်ဒီ workflow လေးကလူကိုယ်တိုင်မလိုပဲပေါ့နော်ကျွန်တော်တို့ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်ဝယ်လာတဲ့ပစ္စည်းစည်းရင်းတွေကိုပေါ့နော်လူကိုယ်တိုင်သွင်းနေရမလိုပဲနဲ့ကျွန်တော်တို့ Telegram ကိုပို့လိုက်ရုံနဲ့ပေါ့နော်ကျွန်တော်တို့ဒီမျိုးစားပေါ့နော်category တွေအလိုက်ပေါ့နော်တခါတည်းသွင်းပေးအောင်လုပ်ထားတဲ့ကျွန်တော်တို့ workflow လေးဖြစ်ပါတယ်အဲ့တော့ဒီ workflow ရဲ့အဓိကအားသက်ချက်တွေကဘာတွေလဲဆိုတော့ကျွန်တော်တို့ပေါ့နော်အဲ့တော့သွင်းပြီးသားပေါ့နော် bouncer တွေဆိုရင်လည်းသူကသွင်းပြီးပြီဆိုတဲ့အကြောင်းပြောမယ်နောက်တစ်ခုပေါ့နော်ဒီ client ကကျွန်တော်စီအပ်တာသူကသူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာဒီ site က2ခုရှိရပေါ့နော်အဲ့တော့ site 2ခုအတွက်သူကစိန်ရ2ခုပေါ့နော် data 2ခုGoogle Sheet 2ခုရကြတဲ့အတွက်ကြောင့်ကျွန်တော်2ခုလုပ်ပေးလိုက်တယ်ပေါ့နော်အကယ်၍ဒီမှာတခုကောင်းတာကကျွန်တော်ကအကယ်၍ပေါ့နော်ကိုက site တွေများတယ်ဆိုရင်လည်းအဲ့ဒီ site တွေအလိုက်ပေါ့နော်ကျွန်တော်တို့ဒီ hashtag လေးခံပြီးတော့ကျွန်တော်တို့ဒီလိုလေးသွင်းပေးရမှာဖြစ်ပါတယ်hashtag လေးခံပြီးသွင်းပေးလိုက်ရုံနဲ့ကျွန်တော်တို့ဒီနောက်ွယ်မှာရှိတဲ့ဒီ workflow တွေကသူ့ရဲ့သတ်မှတ်ထားတဲ့လမ်းကြောင်းတွေအတိုင်းပေါ့နော်တခြားလေး data တွေကိုခွဲခြမ်းစိတ်ဖြာပြီးတော့သွင်းပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သွင်းပြီးသွားရင်ပေါ့နော်ဒါကတော့နောက်ခွေ workflow လေးပေါ့နော်အဲ့တော့ဒီ workflow လေးကိုကျွန်တော်အကြမ်းမြင်ပြပြမယ်ဆိုရင်တော့ကျွန်တော်တို့Telegram မှာကျွန်တော်တို့ဒီစရင်သွင်းတဲ့လူကကျွန်တော်တို့ဓာတ်ပုံဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာပါဗျာစာသားလေးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီအသုံးစရိတ်ကိုပေါ့နော်ဓာတ်ပုံရိုက်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလိုလေး hashtag လေးခံပြီးတော့ပေါ့နော်ကျွန်တော်တို့ဒါလေးပို့ပေးလိုက်အောင်ပါပဲဗျပို့ပြီးသွားရင်တော့ကျွန်တော်တို့သူကထားပါတော့စာပဲပို့ရလားဒါမှမဟုတ်ဓာတ်ပုံရိုက်ပြီးပို့ရလားဒါမှမဟုတ်ဒီလိုဘောင်းချအဆင့်မှမဟုတ်ဘဲနဲ့ဒီလိုမျိုးရေးပြီးပို့ရလားပေါ့နော်အဲ့ဒါတွေပေါ်မူတည်ပြီးတော့ကျွန်တော်ဒါဒီလမ်းကြောင်းလေးခွဲရတာဖြစ်ပါတယ်အဲ့တော့ခွဲပြီးတော့ဒီ Google Sheet ကိုကျွန်တော်စင်းသွင်းနေပေါ့ဗျာသွင်းပြီးတော့သူကကျွန်တော်နောက်ကျရင်ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ဒီသွင်းပြီးသား data တွေကိုပြန်ပြီးတော့စစ်ဆေးလို့ရအောင်ပေါ့နော်အဲ့တော့ဓာတ်ပုံတွေဆိုရင်လည်းဓာတ်ပုံပေါ့နော်စစ်လို့ရအောင်ကျွန်တော်ဂျားထဲမှာဒီ Google Drive လေးတစ်ဆင့်ခံထားရတယ်ပေါ့နော်အဲ့တော့ဒီ Google Drive လေးကကျွန်တော်တို့ဒီဘာတွေပြန်ကြည့်လို့ရမလဲဆိုကျွန်တော်တို့ပို့ပြီးသားဒီဘောင်ချတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့စင်းရင်ဘေးမှာတခါတည်းကျွန်တော်တို့ပေါ်နေအောင်ပေါ့နော်ကျွန်တော်တို့တခါတည်းပေါ်နေအောင်လုပ်ပေးထားမှာဖြစ်ပါတယ်ဒီလိုလေးပေါ့နော်ကျွန်တော်တို့တခါတည်းဒီစင်းရင်းတွေဘေးမှာပေါ့နော်ဒါပေါ်နေအောင်လုပ်ပေးထားမှာဖြစ်ပါတယ်အမျိုးလေးပေါ့နော်အားလည်းဝင်ကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခုပေါ့နော်ဒါကတော့ကျွန်တော် site နှစ်ခုအတွက်ပေါ့နော်ဒီဒါပြီးတော့ပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ဒီမှာ dashboard ရှိမယ်ပေါ့နော်သူ့ရဲ့ဒါနေ့စဉ်ဝင်ထွက်စီးရင်တွေကိုကျွန်တော်တို့သူတို့ဒီ construction site တွေမှာကတော်တော်များများကကျွန်တော်တို့ဒီ site တစ် site အတွက်ပေါ့နော်သူတို့သတ်မှတ်ထားတဲ့ကုန်ကျစရိတ်တွေရှိတယ်ပေါ့နော်ကြိုတင်တွက်ချက်ထားတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေပါမူတည်ပြီးတော့သူတို့တခါလေးတွက်လို့ရအောင်ပေါ့နော်ဒါကျွန်တော်ဒီ dashboard မှာကျတော့ကျွန်တော်တို့site နှစ် site အတွက်ပေါ့နော်ဒါ site နှစ် site အတွက်ကျွန်တော်တို့ဒါလုပ်ပြတာဖြစ်ပါတယ်ဒါတစ် site ချင်းကြီးမှာကျွန်တော်တို့ data တွေရှိမယ်ပေါ့နော်အမျိုးတွေလည်းဒါအသေးစိတ်ဒါဝင်ကြည့်လို့ရတယ်ပေါ့ဗျာဒါလေးတွေကတခါတည်းဒီမှာလည်းကျွန်တော်တခါတည်းထည့်ပေးထားတယ်ပေါ့နော်ဗာထည့်ထားလဲဆိုတော့ဒီမှာ Google Sheet ကိုတိုက်ရိုက်သွားလို့ရတဲ့ link တွေပါပေါ့နော်ကျွန်တော်တခါတည်းထည့်ပေးထားတယ်ပေါ့နော်ဒီ workflow ကအဓိကအားတန်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့လူတွေပေါ့နော်ဒီ data တွေကိုလူကိုယ်တိုင်သွင်းနေရမလို့ AI ကသူ့ရဲ့ကျွန်တော်တို့ဒီအမျိုးအစားတွေလိုက်ပေါ့နော်ဒါသူ့ရဲ့ category တွေလိုက်ပေါ့တခါတည်းဒါသွင်းပေးမှာဖြစ်ပါတယ်မျိုးစားလိုက်ပေါ့နော်ပြီးကျွန်တော် unit တွေပါမယ်ကျွန်တော်တို့ cache ဆို cache KB ဆို KB ပေါ့နော်တခါတည်းပါမယ်ပေါ့နော်ဆိုတော့မိတ်ဆွေတို့အနေနဲ့ပေါ့နော်ဒီလိုမျိုး workflow လေးပေါ့နော်ကိုလုပ်ငန်းနဲ့ကိုက်ညီမဲ့ workflow လေးတွေကိုကျွန်တော်တို့တိစောက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ bio က Telegram link မှာလာပြီးတော့ကျွန်တော်တို့ကိုလုပ်ငန်းနဲ့မှာပေါ့နော်ဘယ်ပိုင်းတွေမှာကျွန်တော်တို့ဒီ AI automation တွေသုံးပြီးတော့ဒီအလုပ်ပင်ပန်းမှုကိုရှော့ချလို့ရမလဲဆိုတာတွေပေါ့နော် AI automation သုံးလို့ရမလဲဆိုတာတွေကိုကျွန်တော်တို့ဒီမှာအခမဲ့လာရောက်ဆွေးနွေးလို့ရပါတယ်နောက်ပြီးတော့ဒီလို workflow တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော် comment မှာမိတ်ဆွေတို့ရဲ့အမြင်ကိုလွတ်လွတ်လပ်လပ်မျှဝေသွားလို့ရပါတယ်ခင်ဗျ